ကိုရေထွက်တဲ့ကောင်ကျွန်တော်ဟိုပါလေ Facebook လာမြင်နေတယ်လို့ပို့လို့ရှိရင်ရေထွက် ဘယ်နာပုတ်တာ ဒီလားတော့ ကျွန်တော် midnight travel ပေါ့ဗျာအခုချိန်အားဖြင့်ဆိုလို့ရှိရင်တော့တနာရီထိုးပြီပေါ့ဗျာညတနာရီပေါ့ညတနာရီကျွန်တော်ယောက်ျားကြီးနှစ်ယောက် midnight travel ပေါ့မိန်းမဆန်တဲ့ယောက်ျားကြီးပေါ့ဆန်ရှိနေယောက်ျားကြီးအော်ယောက်ျားဆန်တဲ့ယောက်ျားကြီးလားမိန်းမဆန်တဲ့ယောက်ျားကြီးထင်တယ် sorry ချေဦး100ရှောက်တော့မှာပေါ့ဗျာ midnight travel အေးချော်လဲမင်္ဂလာပါချက်လဲ မဟုတ်လေခုကျွန်တော်မိုက်တယ်လေ မိုက်နဲ့ပြောပါလေအဲ့မဲ့ရှေ့ကိုကျွန်တော်ကြည့်နေတာအမြန်လဲအနေထားပါကဲကိုကြီးတိုကျိုကနေပြီးအီဘာရာခီကိုညမိတ်ဖင်းနဲ့လာတဲ့တွေ့ကြုံလေးနဲ့ပြောပြပြ မိုက်ရှယ်ပဲ ဟုတ်လား very good ဒီမှမရှိနော် ဘူးမှလည်းမရှိ ဘာလို့မိုက်တာလဲဟာကောင်းလာရဲ့ ကောင်းစို့ Tsunami is coming. Hey bro, tsunami is coming. Hey bro, hey. အော်နေဆိုရင်ဒါလှမဲ့နေရာကြီးရနော်ဒါတော့တူးရင်ဝမ်စိတ်ကူးရင်နေတဲ့ကိုကြီးဖိုးဆွဲပါ这个的上面女人一开危险了。နော်ကျွန်တော်ဂျပန်နိုင်ငံမှာဘယ်နေရာကိုသွားကျွန်တော်မြန်မာလိုပြောလို့ဝဲလို့ရနေပါပြီအဲ့တော့မတင်ပါဖ ೇನೆ မြန်မာလည်းမြန်မာတွေကတနေ့ကို3နာရီလောက်ပဲအိပ်ပြီးတော့လှုပ်နေကြမြန်မာတွေရန်ကြီးစိုးနေနော်ကျွန်တော်တို့ကတော့လေးလွတ်နေပါခေါက်ဆွဲဘူးလေးနဲ့ very good morning မင်္ဂလာပါ ရှယ်ကိုပြာနော် နေရာတော့တမကောင်းစာနဲ့မလာခဲ့ပါဘူးဟီတာချီအခီမှာတော့ကျွန်တော်တို့ရာသီဥတုမကောင်းတဲ့အတွက်လှပတဲ့ရှုခင်းမကြည့်ခဲ့ရဘူးပေါ့ဗျာကျွန်တော်ကခြေဥ100ထပ်လျှောက်သွားရချင်းပေါ့လူပင်လေကြီးကိုလူကြီးလာပြီးခံစားတော့ရမ်းမိုက်တော့နော်လူပြောရမယ်အလုံးမလုံးအကုန်ကောင်းတယ်ဗျာအဲ့တော့လူမရှိလို့ထင်ရတော့အောက်ကြည့်လိုက်အများကြီးပဲတွေ့လားအကုန်လုံးအားရနေကြတယ်သိလားကနဘတ်ကြီးလဲတိုကျိုကတော့တိုကျိုနံပါတ်ကြီးပဲကျွန်တော်ရဲ့အကိုခစ်တူရဲ့စီဇန်တစ်ဆက်မှု အခုကျွန်တော်ရိုက်ပေးနေရတော့စိုက်ခိုင်းကြပေါ့ချိပါစိုက်ခိုင်းကြမိုက်တယ်ဗျာအချိန်ကြီးကမပိုက်ဘူးဖြစ်နေနော်အာဖင်းနေရေဆိုးကုန်ရပါအာခါလေးကြာလို့ရွေချက်မရှိလျှောက်သွားရတယ်မိုက်နော်လာတာတနေရနော်ရောက်တော့နောက်တဲ့နေရာမှာထပ်ရောက်လာဘလောက်ကောင်းလဲဒီနေရာမှာလူတွေအဲ့လောက်စီမယ်လို့တော့မထင်အောင်နော်ဒါပေမဲ့လူတွေအများကြီးပဲနော်စိုက်ကန်ကြ
တိုင်းလို့ကြောက် လီတွန်းတော့နည်းအေးရနော် နော် လီတိုက်တော့နည်းအေးရ ပြီးရော နေတယ် ဟိုရဲတော့ ဒါတော့ဒီကကြည့်မယ်လေ ဟိုရဲတော့6ရောက် ဒါခုနက ကျွန်တော်တို့ ခုနကဟိုနေရာဟိုဒါအပေါ်ပါရှင်းပေါ့ ဟိုမရှိရဘူးတော့ကတော့တမျိုးနဲ့ဟော ဟုတ်လား sunrise ဆိုရင်ဒီလိုမျိုးမြင်ရတယ်နော် ရှင်းပါ ကျင်းပါမနေ့ကတော့နေမထွက်လာပါဘူး茨城မှာပင်လယ်စာစားမှာဖြစ်ပါတယ်ဒီကောင်တော့ကိုယ်ရေထွက်တဲ့ကောင်ကျွန်တော်ဟိုပါလေ Facebook ကမြင်ပြီးတော့ပို့လို့ရှိရင်ဒီက ဘယ်နာပုတ်တာ ဒီလားတော့ ပို့ရေးထွက်တယ်တရေတများများနဲ့ခင်ဗျာအရေးထွက်တဲ့ကောင်လေးစားပြီးတော့ဘယ်လို review ပေါ့ဘယ်လိုရလဲ သူကနင်းညံပြီးတော့စားလို့ကောင်းတယ် တကောင်1500ပေးရတယ်တန်တယ်လို့ထင်တယ် အားတန်တယ် ဟာ သူကဟိုလိုတိုင်းပါပဲလူကအရာသာသူကပြနေတာတိုင်းပဲလေ ဘယ်လိုတိုင်းပဲ အငြံမက်သွားပြီးတော့စားလို့ကောင်းတယ် အာ နင်းညံ နူးညံ့ပြီးတော့ဇက်တော့လေး ငါချင်းငါတော့က ဟိုက် နားကြတော့တဲ့ ဟိုက် ဆက်ဆိုင်ですね ဟိုက်ဟိုက်တန်ကြတော့ငါတို့အမိုက်တွေကိုဒီဘက်ရွှေ့လိုက်တော့ရွှေ့လိုက်တော့အစ်စ်လာတဲ့ဟာတွေကိုထဲမှာကတ်လိုက်တော့ဟမ်ဒါကြတော့မြန်မာပြည်မှာဘာခေါ်လဲမသိဘူးနော်ရှင်းတော့လား ဒါမှမ ဒီမှာရောက်ရှိုးယူအစားစားခြင်းဒီမှာရှိရအစား ခါရဘီ Caribbean ဟိုအဲ့ဒါပုံမဲထည့်တာမရှိဘူးရှောက်ကြည့်မနေနဲ့လောစာစားနေလို့ရဆာကူရာတာရလိုက်ကြစတီဥရာရှိမှာရှိတယ်ဆာကူရာပင်တန်းဟိုရောက်နေတာပါချေဦးတရ Google Map မှာရှာပြီးတော့လာခဲ့တာတော်လေးပွင့်နေရဆိုတော့တိုကျိုမှာလည်းဒီတစ်ပတ်တော့စပြီးကြည့်လို့ရပြီလို့တော့ထင်တာပဲရှယ်ပဲကွာဆာကူရာတန်ပင်တန်းကြီးအောက်မှာစပိန်စီးရတာလမ်းလျှောက်ရတာနှစ်ယောက်တည်းသွားတာဗျာဒီအိတ်နေတဲ့အတိုင်းပဲကြည့်ပါဦးတနာစရာလေးပါ